email တစ်ခုရောက်လာတဲ့အခါကျရင်ဒီ email က phishing ဟုတ်မဟုတ်ဆိုတာကိုဘယ်လိုမျိုးအမြန်ဆုံးခွဲခြားမလဲ SLA framework နဲ့အမြန်ဆုံးခွဲခြားလို့ရတယ်။ S ဆိုတာဘာလဲဆိုတော့ sender ကိုပြောတာ SENDER sender ပို့တဲ့လူပေါ့ကွာဥပမာပြောရမှာဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုရင် google.com ဆိုပြီးတော့ရှိတတ်တယ်ဒါကိုကျွန်တော်တို့ phishing ပို့တဲ့လူတွေကဘယ်လိုမျိုးပြောင်းတက်လဲဆိုတော့ G00GLE ဆိုပြီးတော့ပြောင်းတက်တယ်ပေါ့နော်ဒီစင်လူရိုးမလေးတွေဒီ O နေရာလေးမှာသူတို့က0လေးအစားထိုးပြီးတော့မြန်မြန်ဖတ်လိုက်မယ်ဆိုရင်သတိမထားမိပဲနဲ့ဖြစ်နိုင်တယ်ဒါကြောင့်မလို့ပထမဆုံးစစ်ဆေးမယ့်နေရာကကျွန်တော် S ဖြစ်တဲ့ sender ကိုဆက်ကမယ်နောက်တစ်ခုကကျတော့ L ပေါ့ L ဆိုတော့ဘာလဲဆိုတော့ link ကိုပြောတာ link နော်link တွေမှာကြာရင်ပုံမှန်ဆိုရင်အဲ့ဒီအပေါ်ရန် link တွေကလိုမျိုး facebook.com ဆိုပြီးတော့လာတတ်တယ်ဘာ link ပဲဖြစ်ဖြစ်ပေါ့နော် facebook.com လို့ပါတတ်တယ်ဘာ link ပဲဖြစ်ဖြစ် terminate နဲ့အဲ့အပေါ်မှာ mouse လေးတင်ကြည့်နော်ဒီမျိုး mouse pointer လေးတင်ကြည့်လိုက် mouse pointer တင်ကြည့်တဲ့အခါကျရင်ဒီဘက်အပေါ်နားမှာဖြစ်ဖြစ်တောင်နားမှာဖြစ်ဖြစ်သူတို့ရဲ့ website link အမှန်ပေါ်တတ်တယ်ပေါ့နော်ဒီမှာတော့ facebook.com ပြလာပေမဲ့ဒီဘက်မှာကျွန်တော်တို့ BID align တို့ဘာညာစမာကလာအဲ့လိုမျိုးရှုပ်ထွေးတဲ့ဟာတွေပုံမှန်မဟုတ်တဲ့ဟာတွေပေါ်လာတယ်ဆိုရင်ဒါ phishing ဖြစ်နိုင်ရရှိတယ်နောက်တစ်ခုကကျတော့ A SLA မှာ Aဟုတ်ပြီ A ကကြတော့ဗာလဲဆို attachment လို့ခေါ်တယ် ATTACH เนาะဒါပါတော့ ME နဲ့ attachment เนาะအဲ့ attachment ကကြတော့ဥပမာကျွန်တော် zip file တွေပါတတ်တယ်ဒီ email ထဲမှာ zip file တွေပါတတ်တယ် PDF file တွေပါတတ်တယ်เนาะPDF file တွေပါတတ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်ဘာကြီးပါမလဲဆို invoice file တွေပါတတ်တယ်ပေါ့နော်သူတို့မျိုးကျွန်တော် invoice ဆိုရင် phishing ဖြစ်ဖို့များတယ်ဒါကြဆွတ်ဖို့လိုအပ်တယ်အဲ့လိုမျိုးကျွန်တော်တို့ attachment တွေပါတဲ့ခါကျရင်တေချာစစ်ဆေးဖို့လိုအပ်မယ်ပြီးကြရင် extension တွေစစ်ဖို့လိုတယ်ဥပမာကျွန်တော်တို့ကတော့ book.pdf လို့ဒါဆိုရင်ပုံမှန် file တစ်ခုလို့ထင်ရမယ်အဲ့လိုဟာကိုကျွန်တော်တို့က extension ကိုတေချာမစစ်ဘူးဆိုရင်ဒီလိုမျိုးဖြစ်တတ်တယ် book.pdf.ehe ဆိုရင် ehe တွေကကျွန်တော်တို့ကမဲဝဲဖြစ်နိုင်ကြီးများတယ်ဒါကြောင့်မို့လို့ဒီလိုမျိုး attachment file တွေပါရင် extension တွေတေချာစစ်ဖို့လိုအပ်တယ်ပေါ့နော် okay အဲ့တော့နောက်ဆုံးတစ်ခုကကြော SLA M မှာနောက်ဆုံးတစ်ခုပေါ့နော်ဒီကောင်ဘာလဲဆိုတော့ message လို့ခေါ်တယ်နော် phishing email တော်တော်များများကဘာဖြစ်လဲဆိုတော့ကိုကိုချင်းချောက်မယ်နော် phishing email တော်တော်များများကိုချင်းချောက်မယ်ပြီးကြရင်ကျွန်တော် urgency ဖြစ်မယ်အရေးပေါ်ဖြစ်မယ်အရေးပေါ်တွေဖြစ်တယ်ပြီးကြရင်နောက်တစ်ခုကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့grammar အမှားတွေဖြစ်မယ် grammar အမှားတွေဖြစ်တတ်တယ်ပြီးကြရင်ကျွန်တော်တို့ font size မညီတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့တေချာစက်ကပထမဆုံးအနေနဲ့စက်ကမှာတော့ကျွန်တော်တို့ S ကိုစစ်မယ်ပြီးကြရင် link တွေပါလားမပါလားစစ်မယ် A attachment တွေပါလားဆိုရင်တေချာစစ်မယ် extension တွေတေချာစစ်မယ်နောက်တစ်ခုကကျတော့အဲ့လိုမျိုးကျွန်တော်တို့ဒီ change ချောက်တဲ့စာမျိုးတွေအရေးပေါ်စာမျိုးတွေเนาะ grammar အမှား font အမှားမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုသိတာမှာကျွန်တော်တို့ Facebook ကပဲပို့ဖို့ Gmail ကပဲပို့ဖို့ကျွန်တော်တို့ပုံမှန်တော်တော်များများဆိုရင်ကျွန်တော်တို့ DR ဆိုကိုယ့်နာမည်နဲ့ကိုပါလာတယ်ထားပါတော့ DR အုပ်ကလို့လာတတ်တယ်เนาะphishing mail တော်တော်များများဆိုရင် DR customer နဲ့လာတတ်တယ်เนาะဒါမျိုးလေးတွေကိုကျွန်တော်တို့သိကြစစ်ဆေးဖို့လိုပါမယ်။ Okay ဒါကတော့ကျွန်တော်တို့ phishing mail ကိုကျွန်တော်တို့ဘယ်လိုမျိုးအမြန်စစ်ဆေးလို့ရမလဲဆိုတာကို SLA framework ကိုသုံးပြီးတော့ရှင်းပြပေးရဖြစ်ပါတယ်။နောက်ထပ် cyber security နဲ့ဆိုင်တဲ့ contact လေးကျွန်တော်တို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဒီမှာ cyber security foundation class ရှိပါတယ်။အဲ့ class မှာလာပြီးတော့လေ့လာလို့ရပါတယ်